တိုက်ဆိုင်မယ်အဲ့ဒီဘောကန်ဖနက်ကချမ်းမြေကနေနယံအောင်ထိတယ်နယံကနေ bounce back ပြန်လာပြီးတော့ထိုင်နေတဲ့ David Beckham ရဲ့မျက်ခုံးကိုသွားပြီးတော့ထိတာပေါ့အဲ့ Beckham ကအဲ့ဖနက်ကြောင့်အဲ့ဖနက်စာကြောင့်မျက်ခုံးကွဲတဲ့ဒဏ်ရာရသွားတယ်ဆိုတော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုတက်ဆိုး channel လေးပြီးတော့ပြန်လဲ CCTV ကွင်းလဲဖြစ်တယ်နှစ်တင်းစလုံးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကိုထက်ဆိုးပါဆိုတော့ကျွန်တော်ဒီ page ဒီ channel လေးမှာကတော့ဘောလုံးပွဲတွေအကြောင်းဒီ update ဖြစ်နေတဲ့ဘောလုံးပွဲစဉ်တွေအကြောင်းတက်ဆိုင်ဒီနီးစနစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အခေါ်အဝေါ်တွေပြီးတော့တခြားဘောလုံးပွဲပြင်ပကအကြောင်းအရာတွေပေါ့နော်ဘောလုံးပွဲပြင်ပစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဒီဘောလုံးသမားတွေရဲ့ lifestyle တွေသူတို့ရဲ့ story ပိုင်းတွေနဲ့ပတ်သက်ပြီးတော့အရင်တော့ရှိခဲ့တဲ့စိတ်ဝင်စားစရာ story တွေနဲ့ပတ်သက်ပြီးကျွန်တော်တင်ပေးသွားမယ့် channel လေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ page နဲ့ Facebook page နဲ့ channel လေးကိုလည်း like တွေ subscribe တွေလုပ်ထားပြီးလို့ရပါတယ်ဆိုတော့ဒီ channel လေးမှာကျွန်တော်တောက်လျှောက်အမြဲတင်ပေးသွားပါမယ်ဆိုတော့ဒါအခုကတော့ဘောလုံးပွဲစဉ်တွေနားထားတဲ့ကာလလည်းဖြစ်တဲ့အတွက်ကျွန်တော်အဓိက United အသင်းနဲ့ပတ်သက်တဲ့တကယ်အရေးကြီးတဲ့လူနှစ်ယောက်ရဲ့တစ်ချိန်လုံးကပြဿနာလေးတစ်ခုကြောင်းကိုကျွန်တော်ညီကိုတွေပြောပြခြင်းတယ်ဆိုတော့ဒါကတော့သိပြီးရဲ့လူတွေအကြမ်းမြင့်သိပြီးရဲ့လူတွေလည်းရှိမှာပါဒါပေမဲ့တချို့နောက်ပိုင်းမှာနည်းနည်းလေးအားပေးတဲ့လူတွေဆိုရင်တော့ဒါကိုတချို့မသိသေးတဲ့လူတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့အဲ့ဒါတော့တခြားမဟုတ်ဒါ United အသင်းရဲ့တကယ် iconic player လို့ပြောလို့ရတယ် United အသင်းတကယ် legend ကစားသမား David Beckham နဲ့ United အသင်းရဲ့ legend နီးပြကြီး Sir Alex Ferguson ဒီနှစ်ယောက်ရဲ့ပြဿနာလေးပေါ့ဆိုတော့ဒီသူတို့နှစ်ယောက်ကတကယ် United ပရိသတ်တွေတအားချစ်ကြတဲ့နှစ်ယောက်လို့လည်းပြောလို့ရတယ်ဒါပေမဲ့လည်းနှစ်ယောက်ကစပြီးတော့ပတ်သက်တဲ့အချိန်တွေမှာတော့နှစ်ယောက်စလုံးရဲ့ဆက်ဆံရေးအရန်ကောင်းခဲ့တယ်တကယ်ကိုဆရာတပည့်ဆိုတဲ့ဘောလုံးနီးပြနဲ့ကစားသမားဆိုတဲ့ဆက်ဆံရေးမျိုးထက်တကယ်သားအဖလိုမျိုးဆက်ဆံရေးမျိုးတို့မှရှိခဲ့တယ်ဒါပေမဲ့လည်းတကယ်တမ်းဘယ်လိုပြောရမလဲတကယ်နောက်ဆုံးထွက်ခံတဲ့အချိန်နှစ်ပိုင်းနေမှာတော့နှစ်ယောက်ကအဆင်မပြေမှုတွေနည်းနည်းလေးရှိခဲ့တယ်ဒါပေမဲ့အခုချိန်မှာတော့နှစ်ယောက်စလုံးကပြန်အဆင်ပြေနေပါပြီဒါပေမဲ့ကျွန်တော်တို့အိမ်နေမှာဆိုလဲရှိကြတယ်သိရမလားလူငယ်ဘဝမှာတော့မိဘနဲ့သားသမီးနဲ့ကြားထဲမှာမပြေလည်မှုတွေရှိတယ်လို့မျိုးပေါ့တစ်ခါလေကျတော့လေလူကြီးကကောင်းစေခြင်းနဲ့စိတ်နဲ့ပြောနေပေမဲ့လည်းအဲ့လူငယ်ရဲ့ဖြစ်နေတဲ့သူ့ရဲ့ကောင်းတဲ့ idea နဲ့ကြတော့အဲ့ဒီအသက်အရွယ်အပိုင်းခြားမှာတချို့သောဆုံးမတဲ့စကားတွေကနားထောင်မှုတော့ခက်ခဲတယ်ကောင်းစေခြင်းလို့ပြောမှန်းအချိန်တစ်ခုရောက်တော့မှသာသိလာတာအဲ့အချိန်ငယ်ငယ်တုန်းကပြောတဲ့ဟာတွေကိုတော့နာခံမှုအတွက်ကြတော့နည်းနည်းခက်ခဲတာပေါ့အထူးသဖြင့် Beckham လိုမျိုးတကယ်အရွယ်နဲ့မလိုက်လောက်တဲ့ကြော်ကြားမှုတွေအောင်မြင်မှုတွေဝင်ငွေတွေရောက်လာတဲ့လူငယ်တယောက်အတွက်ဆိုပိုအောင်ဆိုးသေးတာပေါ့ဆိုတော့ဒီလိုမျိုးအခြေအနေမှာသူတို့ဆရာတပည့်နှစ်ယောက်ကြားမှာကြောက်ကစားဖြစ်ရလေးတွေဖြစ်သွားတယ်အဲ့တော့ဒီအနေထားမှာ Beckham အနေနဲ့လည်းသူမထွက်ခွာချင်တဲ့ United ကနေထွက်ခွာခဲ့ရတယ်ဆိုတော့ Ferguson ရဲ့အဲ့ဒီတုန်းကအသင်းကိုအုပ်ချုပ်တဲ့ပုံစံအရလည်းမင်း Beckham မကလို့ဘာကြီးပဲဖြစ်ဘလောက်ကြော်ကြားတဲ့လူပဲဖြစ်အသင်းထက်မှာဘယ်သူမှမရှိအောင်ကစားသမားတွေအကုန်လုံးကဒန်းတူပဲဆိုတဲ့ policy ကိုသူကကင်တွယ်ပြီးတော့တောက်လျှောက်သူအုပ်ချုပ်တာဖြစ်တဲ့အတွက်သူ့အနေနဲ့လည်းရင်ထဲမှာဘလို့ပဲသူBeckham ပေါ်မှာတန်ရုံးစင်ရှိစီကံမိုင်းနဲ့ပတ်သက်လို့ရှိရင်တော့အသင်းအပေါ်မှာဘလို့မှကြောတဲ့ပုံစံမျိုးလက်မခံနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့သူကလည်းခက်ချေချေပဲရောင်းထုတ်ခဲ့တယ်ဆိုတော့အဲ့ဒါကြောင့်လည်းကျွန်တော်ထင်တယ် Beckham ကနောက်ပိုင်း Ronaldo အသင်းကိုရောက်လာတဲ့အခါမှာ Ronaldo ကိုအရန်သူသားတယောက်လိုမျိုးချက်သွားရဲဆိုတာအဲ့ဒီကိစ္စတွေပါမယ်တခါလေကျတော့ကျွန်တော်တို့ကမိဘတယောက်လို့ပေါ့ဗျာသားသမီးနှစ်ယောက်ရှိတယ်ပထမတယောက်ကိုတအားပုံအောပြီးမျောလင်းခဲ့ပြီမဲ့ तू ကကိုထင်တယ်လို့မဖြစ်လာတဲ့အခါမှာဒုတိယကလေးကကျတော့တအားလုံးပြခြင်းစိတ်တွေများပြီးတော့ကိုလိုချင်တဲ့ပုံစံတိုင်းဖြစ်နေလို့ရှိရင်ရှိသမျှအကုန်ပုံအောလိုက်တဲ့ပုံစံမျိုးပေါ့ဆိုတော့ Beckham ကို तू ဖြစ်စေခြင်းခဲ့တဲ့ပုံစံတိုင်းရော Beckham ကမဖြစ်ခဲ့ဘူး Beckham ကသူ့ဘာသူတော့အောင်မြင်နေကြော်ကြားတယ်သူ့ဘာသူလည်းကမ္ဘာပေါ်မှာအလွှမ်းမိုးနိုင်ဆုံးဘောလုံးသမားတော့သူနီးသူဟန်နဲ့ဖြစ်ခဲ့တယ်ဒါပေမဲ့ဘောလုံးအပေါ်မှာအရန်ယူသွတ်တဲ့တပည့်တယောက်တော့ Ferguson မျောလင့်တယ်လို့တော့မဖြစ်လာခဲ့ဘူးပေါ့ဆိုတော့ဒါတွေကဘသူမှအပြစ်တင်ဖို့အပြစ်ပြောဖို့မှန်တယ်မှားတယ်ဆုံးဖြတ်ဖို့တဲ့ဒီတိုင်းနှစ်ယောက်ကြားမှာရှိခဲ့တဲ့ story လေးတစ်ပုဒ်ကိုပဲကျွန်တော်အနေနဲ့ပြောပြချင်ပါတယ်ဆိုတော့ဒါ Beckham ရဲ့ကစားသမားဘဝအစပိုင်းတွေကိုကြည့်လိုက်လို့ရှိရင်ဒါ Beckham က London နေ Manchester ကိုရောက်လာတယ်ဒါသူစပြီးရောက်လာတဲ့အချိန်တုန်းကတော့ခုနပြောသလို Ferguson အရန်သဘောကျတဲ့ပုံစံမျိုးလေးပေါ့ဒါသူတို့ Ferguson အရန်သဘောကျတဲ့ဘောလုံးဆိုဘောလုံးပဲသိတယ်ကျန်တာတွေဘာမှမသိဘူးဆိုတော့လူငယ်လေးတယောက်အဖြစ်နဲ့သူ Manchester ကိုရောက်လာတယ်အဲ့တော့ဒါ Wimbledon ကွင်းတစ်ဝက်ကနေတွန်းလိုက်တဲ့ဂိုးက United ပရိသတ်တွေတော်တော်များများလည်းသိပါတယ်အဲ့ဒီဂိုးကြောင့်ဆိုတော့အဲ့ဒီဂိုးကတော့ဒါ Beckham ရဲ့ပြောရလို့ရှိရင်တကယ် trademark ပေါ့ United ပရိသတ်တွေရောတကဘာလုံးကပရိသတ်တွေရောငါနာမည် David Beckham ဆိုပြီးတော့စပြီးတော့ဒါရာဇသံပေးလိုက်တဲ့ဂိုးလို့လည်းပြောလို့ရတယ်ဒါ Beckham က Class of 92ရဲ့မျိုးဆက်တွေဖြစ်တဲ့ဒီ Ryan Giggs တို့ Paul Scholes တို့ဒီ generation နဲ့အတူပဲ United နဲ့အတူ FA လူငယ်ဖလားကိုရခဲ့တဲ့ကစားသမားလည်းဖြစ်တယ်အဲ့တော့တဖြည်းဖြည်းနဲ့သူက
United မှာအဆွဲလေးပေါက်လာပြီးတဖြည်းဖြည်းနဲ့နေရာတွေရလာပြီးအဲ့လိုအနေထားမှာခုနပြောသလို Ferguson ကိုရိုင်းလည်းတအားအားကိုးလာပြီဒါ69မှာကျွန်တော်ရခဲ့တဲ့ Champions League ဖလားဆိုလေဒါ United က Beckham ရဲ့အစွမ်းနဲ့ရတာလို့ပြောလို့ရတယ်ဒါ set piece နှလုံးလုံးကလည်း Beckham ရဲ့ corner တွေကနေတစ်ဆင့်ပဲရလာခဲ့တာဆိုတော့ဒီလိုအနေထားမှာတဖြည်းဖြည်းနဲ့ဘာဖြစ်လာလဲဆိုတော့ Beckham ရဲ့ကြော်ကြားမှုတွေကအသင်းမှာစပြီးတော့ဖြစ်လာတာပေါ့အဲ့တော့ Beckham ကဒါညီကိုတို့အားလုံးလည်းသိတဲ့အတိုင်းပဲဗျာဒါဘယ်လိုပြောရမလဲကျွန်တော်တို့တွေကငယ်ငယ်တုန်းကဘဝမှာတော့အနည်းဆုံး David Beckham ပုံစံ style ခိုးပြီးတော့ free kick တစ်ချိန်ကတော့အကြောင်းမှာဘောလုံးကန်ခဲ့တဲ့လူတွေကြီးပဲအဲ့လောက်ထိကိုသူ့ရဲ့ဩဇာလွှမ်းမိုးမှုကကြီးမားတယ်ဒါ internet ခေတ်ဟိုကျွန်တော်တို့အခုဆိုအများကြီးပြောပြတယ် Beckham လာလို့ social media ခေတ်မှာလာသူကစားသမားဘဝဟိုဖြတ်တန်းခဲ့ရလို့ရှိရင်တကယ် break the internet ဆိုတာတကယ် Beckham ဖြစ်မှာအဲ့တော့ तू လုံးသမျှအရာတိုင်းကသတင်းဖြစ်ပြီးတော့သိရမလားဟိုဘဲတွေကလည်းယောက်ျားလေးတွေကလည်းသူ့ကိုအဲ့လို idol လိုမျိုးတကယ်သဘောကျကောင်မလေးတွေကလည်း Beckham ကိုဆိုအသေးကြွေဆွဲပုံစံမျိုးဖြစ်ပြီးတော့တကယ်ဟိုnumbers တွေ social media ကိန်းဂဏန်းအနေနဲ့ပတ်သက်လို့ရှိရင်တကယ် superstar တယောက်လိုမျိုးဖြစ်မှာအခုအသက်ကြီးတဲ့အထိတောင်သူ့ရဲ့ခန္ဓာမှုကမလျော့ပါဘူးဆိုတော့အဲ့ဒီအညွန့်တလူလူနဲ့တက်တဲ့အချိန်မှာငယ်ကုံလေးကလည်းရှိတယ်ခြေစွမ်းခြေစားကလည်းကောင်းနေတယ် United ကနာမည်7ကစားသမားပေါ့နော်ကန်တိုနာစီကစက္ကန့်သားတဲ့ကစားသမားဖြစ်တယ်ဆိုတော့အောင်မြင်မှုတွေကြော်ကြားမှုတွေသူ့စီကိုလာတယ်အဲ့လိုအနေထားမှာ तू က Beckham ကကြော်ကြားမှုတွေအနောက်ကိုနည်းနည်းလေးပါသွားတယ်လို့ပြောလို့ရတယ်ဆိုတော့ Ferguson ဥမာ Michael Owen တို့လိုမျိုးမြင်းပွဲလောင်းတဲ့ပုံစံမျိုးကိုတော့ဝါသနာပါတာမျိုးကိုတော့ तू ကလက်သင့်ခံမိတယ်ဆိုလိုချင်တာဟိုသူ့အနေနဲ့အရေးယူတာမျိုးတွေပါတယ်တိတ်ပြီးတော့မလုပ်ဒါပေမဲ့ခုနပြောသလိုဘောလုံးအပေါ်မှာအာယုံစူးစိုက်မှုနည်းသွားတာတော့ तू ကလုံးဝမကြိုက်ဘူးဒါပေမဲ့ Beckham ကကြတော့အဲ့ချိန်မှာခုန fashion တွေပါတယ် तू က fashion အသေးကျွေးနေပြီပြီးတော့နောက်တစ်ချက်ကသူ့ရဲ့ဒါ girlfriend ဖြစ်လာတဲ့ Victoria ပေါ့နော် Spice Girl အဖွဲ့က Victoria နဲ့ပတ်သက်တဲ့ဟာကိုလည်း Ferguson မကြိုက်ဘူးအဲ့တော့ Ferguson အဲ့ Victoria နဲ့ဒီရီးစားဖြစ်တဲ့ဟာကိုလည်း Beckham ကိုလုံးဝသဘောမကျဘူးမကျတဲ့အပြင်အဲ့မှာတစ်ဖက်ကလည်း तू ကအဆိုတော့တကယ်ဟိုလုံးဝအရန်အောင်မြင်တဲ့ pop star တယောက်ဖြစ်လာတယ်ဒီဘက်ကလည်းတကယ် super star ဘောလုံးသမားဆိုတော့သူတို့နှစ်ယောက်ပေါင်းဖက်မှုကအဲ့လို media တွေကဟို dinner စားရင်စားပြန်ပြီ lunch စားရင်စားပြန်ပြီနှစ်ယောက်ချင်းတွေ့ရင်တွေ့ပြန်ပြီဆိုတော့ဖြစ်သမျှတွေ့သမျှအကုန်လုံးသတင်းဖြစ်နေတဲ့အချိန်ပေါ့အဲ့တော့ Beckham ကလည်းတကယ်ဟိုပြောရလို့ရှိရင်ကျွန်တော်တို့အခုချိန်ထိပါပဲဘာဝဲလဲလိုက်တယ်ဘာသပင်ပုံစံညက်လိုက်တယ်ဆိုရဲပုံစံတိုင်းသူကလည်းသပင်ကြီးကိုအမြဲတမ်းပုံစံပြောင်းတယ်သပင်အရှိတွေထားတယ်အထောင်တွေလည်းထားတယ်ဟိုဘေးအပြောင်နဲ့အလဲကအစုနဲ့ one way ပုံစံမျိုးတွေလည်းထားတယ်ကရုံးစရောက်ကြီးလည်းထားတယ်လီယိုနာဒိုကေနဲ့ခက်လေခွဲတွေလည်းထားတယ်အဲ့မျိုးစုံ Beckham ကေဆိုပြီးအမျိုးမျိုးလိုက်ညက်နေရတဲ့ကာလမျိုးပေါ့အဲ့တော့ तू က fashion နဲ့ပတ်သက်ပြီးတော့ခုနရုပ်ရည်ပိုင်းနဲ့ပတ်သက်ပြီးတော့အရန်ကြော်ကြားလာတဲ့အခါမှာဘောလုံးပေါ်မှာအာရုံစူးစိုက်မှုတွေညော်နေတာမျိုးရှိပါလိမ့်မယ်ဒါကိုလည်း Ferguson တော်တော်သဘောမကျဘူးအဲ့တော့သဘောမကျတဲ့အရာသူတို့ကြားမှာပြဿနာကြီးဖြစ်တယ်ဒါအထင်ရှားဆုံးပြဿနာကတော့အုတ်ထုတ်ပြဿနာပါ Beckham ကဒါကျွန်တော်အထင်ပေါ် तू ကဟိုသူလှုပ်ချင်တဲ့ပုံစံဗျာတကဘာလုံးကအဲ့ဒီအချိန်မှာဆိုတာညီကိုတို့လည်းဟိုမိခဲ့တဲ့လူတွေဆိုသိတဲ့အတိုင်းပဲ United ပွဲပဲဖြစ်ဖြစ် England ပွဲပဲဖြစ်ဖြစ် Beckham ပါလာမလားမပါလားဆိုတာကိုစိတ်ဝင်စားသလို Beckham ဒီအဲ့ဒီပွဲမှာဘာစပင် K နဲ့လာမလဲဆိုတာကိုလေလူငယ်တွေကစိတ်ဝင်စားကြတယ်။ Beckham ကသူလှုပ်တဲ့အကွက်ကကျတော့တပတ်လုံးသူကအုတ်ထုတ်ဆောင်းတာတယ်။အုတ်ထုတ်ဆိုတာဒီလိုရှာတော့မဟုတ်ဘဲနဲ့ဒီလိုသူတို့စီမှာဆောင်းတဲ့ခေါင်းကိုဆွတ်တဲ့အုတ်ထုတ်ပေါ့နော်။အဲ့လိုအုတ်ထုတ်နဲ့သူက trainer မှာလည်းနေတယ်။အသင်းရဲ့စားတောက်ခန်းထဲကိုသွားလို့ရှိရင်လည်းသူကအဲ့လိုအုတ်ထုတ်ကြီးနဲ့နေတယ်။အဲ့ဒါကို Ferguson လုံးဝသဘောမကျအောင်။ကျန်တဲ့လူတွေနဲ့ဒန်းတူအုတ်ထုတ်မဆောင်းမင်းနဲ့စားဖို့တော့သူ့ကိုအချိန်ချင်းတတိပေးတယ်။၃កောက်လောက်ထိတတိပေးတယ်။ဒါပေမဲ့ Beckham ကလုံးဝမလိုက်နာဘူးမလိုက်နာပဲနဲ့ तू ကလည်းအဲ့ဒီဘယ်သွားအဲ့ဒီခေါင်းစုပ်အုတ်ထုတ်ကြီးနဲ့ तू ကသူ့အကြံကြတော့ तू ကသူ့ရဲ့စပင်ပုံစံမီဒီယာတွေလုံးဝမမြင်အောင် तू ဖွက်ထားမယ်ဖွက်ထားပြီးတော့မှတကယ်ပွဲကစားတဲ့အချိန်ကြတော့မှ तू လုံးဝအဲ့ဒီအုတ်ထုတ်ကိုဆွဲပြီးတော့ချွတ်ပလိုက်လို့ရှိရင်အုတ်ထုတ်မပါတဲ့ပုံစံကိုမြင်လိုက်လို့ရှိရင်မီဒီယာတွေကဝါခွန်းနဲ့အဲ့မှာသတင်းဖြစ်သွားမယ်ပေါ့အဲ့တော့အဲ့ဒါကိုသူတွေးလိုက်တဲ့အခါမှာ Ferguson ကဒီစားတောက်ခန်းထဲမှာ Beckham အုတ်ထုတ်ကိုအတင်းဆွဲချွတ်ပြီးတော့သူတို့နှစ်ယောက်နည်းနည်းကြောက်ကစားအသေးလေးစပြီးတော့ဖြစ်တယ်အဲ့တော့အဲ့ဒါကိုအဲ့အချိန်မှာ Beckham ကဒါကျွန်တော်တို့အရန်သဘောကျရတဲ့ကရုံးစရောက်ကြီးပေါ့ကရုံးစပင်ပေါက်စပင်ကိုညှက်ထားတာကိုတွေ့ရတဲ့အခါမှာ Ferguson တော်တော်စိတ်ညစ်သွားတယ်တဲ့သူဘယ်လိုမျိုးလဲဆိုတော့ဟိုဘယ်လိုပြောရမလဲသူ Beckham ရဲ့စိတ်ထဲမှာပဲနောက်တစ်ပတ်ဘာအသင်းနဲ့ကစားရမယ်ဒီပွဲမှာငါဘယ်လိုပြင်ဆင်ရမယ်ဒီပွဲအတွက်ပြိုင်ဘက်အသင်းကဘယ်လိုအသင်းဖြစ်တယ်ဒါမျိုးတွေသူအာရုံမရဘဲနဲ့သူကနောက်တစ်ပတ်ပွဲစဉ်မှာငါစပင်ပုံစံဘယ်လိုထားမယ်ဆိုတဲ့ဘက်ကိုပဲအာရုံရောက်နေတဲ့ Ferguson တော်လေးသူဝမ်းနေသွားတယ်အဲ့မှာလေသူအဲ့မှာလေသူနဲ့ Beckham နဲ့ပြဿနာစပြီးတော့တဖြည်းဖြည်းနဲ့ဖြစ်လာပြီပေါ့ဒါပေမဲ့ဒီတကယ်ပြဿနာအကြီးစဖြစ်တာကတော့ဒါ Arsenal နဲ့ကစားရတဲ့ပွဲစဉ်မှာ Arsenal နဲ့ကစားရတဲ့ပွဲစဉ်မှာ United ရှုံးတဲ့အချိန်မှာ2-9ပြတ်ရှုံးတဲ့ပွဲစဉ်မှာ
ဒီဝီတော့ကဲသွင်းကိုပေါ့နော်အာဆင်နယ်ဘက်ကကစားသမားဝီတော့ရဲ့သွင်းကိုမှာဘက်ခန်းမှာကျွန်တော်တို့အခုခေတ်အခေါ်ရဆို trap back ပေါ့ပြန်ပြီးမလိုက်ဘူးနောက်တန်းကိုပြန်ပြီးဆင်းမကူရဲနဲ့သူကတာလေးလမ်းလျှောက်နေတယ်အဲ့တော့ Ferguson အဲ့မှာတော်တော်လေးဒေါသထွက်သွားတယ်အာဆင်နယ်နဲ့ United ကအဲ့ချိန်တုန်းကလည်းတကယ် big rivalry လိုမျိုးဖြစ်နေတာပေါ့အဲ့ပွဲမှာ United ကလည်းရှုံးသွားတယ်ဝီတော့ကအဲ့လိုမျိုးဘက်ခန်းမဲ့အမားလို့ယူဆရတဲ့ပုံစံမျိုးကနေဂိုးသွင်းသွားတယ်ပေါ့အမားဆိုအရင် individual error တော့မဟုတ်ဒါပေမဲ့ဘက်ခန်းခံစစ်ကိုဆင်းမကူလို့ဟိုနောက်တန်းအားနေသွားတဲ့ပုံစံမျိုးကနေပေးလိုက်ရတဲ့ဂိုးပေါ့အဲ့ဒီဂိုးကိုပေးလိုက်ရတော့ Ferguson အဝေးလဲကန်းထဲမှာတော်တော်ဒေါသထွက်သွားတယ်ဒေါသထွက်ပြီးတော့ဘက်ခန်းပေါ်မှာဓာတ်ရိုက်ကျင်းမောင်းတာမျိုးတော့သူမလုပ်ဘူးမလုပ်ပေမဲ့ဒီအသင်းသားတွေအကုန်လုံးကိုလည်းပြောစရာရှိတာကြီးပြောတယ်ပြီးတော့အဲ့လို generally သူ on နေငေါ့နေမှာပေါ့လေဒါ Ferguson ကလည်းသိတဲ့အတိုင်းပဲ hair dryer treatment ဆိုတာတကယ်လေဘူးမုတ်ဆက်လိုမျိုးသူကကြမ်းတမ်းပြောတတ်တဲ့လူမျိုးဖြစ်တဲ့အတွက်အဲ့လိုပုံစံမျိုးသူအရန်ဟိုတအားဆူနေတဲ့အချိန်ပေါ့အဲ့လိုဆူနေတဲ့အချိန်မှာ Ferguson ဒေါသထွက်ပြီးတော့ဒီအဝတ်လဲကန်းရဲ့ကျမ်းမြင့်မှာရှိတဲ့ဘောကန်ဖက်နှက်ကိုကန်လိုက်တဲ့အခါမှာတိုက်ဆိုင်ပဲအဲ့ဒီဘောကန်ဖက်နှက်ကကျမ်းမြင့်ကနေနယံအောင်ထိတယ်နယံကနေ bounce back ပြန်လာပြီးတော့ထိုင်နေတဲ့ David Beckham ရဲ့မျက်ခုံးကိုသွားပြီးတော့ထိတာပေါ့အဲ့ Beckham ကအဲ့ဖက်နှက်ကြောင့်အဲ့ဖက်နှက်စာကြောင့်မျက်ခုံးကွဲတဲ့ဒဏ်ရာရသွားတယ်ဆိုတော့အဲ့မှာ Beckham ပြန်ပြီးထွက်လာတဲ့အခါမှာဒါမီဒီယာတွေကလည်းအားလုံးကသိပြီလေဒါဘယ်လိုပဲဖြစ်ပြန်ထွက်လာတဲ့အခါမှာမျက်ခုံးမှာပလာစတာနဲ့ပွဲရလည်းရှုံးလာတယ်သူတို့နှစ်ယောက်ကြားမှာဆသတင်းလေးတွေကလည်းထွက်နေတယ်ဆိုတော့မီဒီယာတွေကလည်းဖွာတယ်အဲ့လိုဖွာတဲ့အတိုင်းပဲအဲ့ဒီပွဲနောက်ပိုင်းမှာလည်း Beckham ကပွဲကစားခွင့်တော့ရနေသေးတယ်ဒါပေမဲ့ starting line up မှာမပါတော့ Ferguson အဲ့ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုတာ Oligana Solskjaer ကိုတောက်လျှောက်ညာတောင်မှာနေရာပေးပြီးတော့ Beckham ကိုလုံးဝ bench လိုက်တယ် bench လိုက်တဲ့အခါမှာ Beckham ကလည်းအဲ့ဒီချိန်မှာဒါတီအားလုံးသိတဲ့အတိုင်းပဲ Real Madrid ကလည်းသူတို့ရဲ့ကျယ်စင်စုစီမံကိန်းနဲ့သတင်းတွေထွက်တယ် Champions League မှာတိုက်ဆန် Real နဲ့ Man United နဲ့တွေ့တယ် Beckham ကလူစားဝင်ပြီးဂိုးတွေသွင်းတယ်ဒါ Zidane တို့ Roberto Carlos တို့ဒီလိုမျိုးကစားသမားတွေက Beckham ကိုလာခဲ့ဖို့အတွက်ပြောတဲ့ဟာမျိုးတွေရှိတယ်အဲ့တော့ media တွေကလည်းစွတ်ပြီးလှော်တာပေါ့ဗျာ Beckham က Real Madrid ကိုသွားတော့မယ်ဆိုတော့နောက်ဆုံးမှာတော့ Ferguson ဒီ Beckham နဲ့သူနဲ့ကြားမှာပြန်ပြီးရင်ကြားစိတ်ဖို့မဖြစ်နိုင်တော့တဲ့ Madrid ကိုရောင်းထုတ်လိုက်ရတဲ့အခြေအနေတွေဖြစ်သွားတယ်ဆိုတော့ဒါကဘယ်လိုပြောရမလဲလူငယ်ကစားသမားဘဝမှာရှိခဲ့တဲ့ Beckham ရဲ့စိတ်နဲ့ Ferguson ရဲ့အသင်းပေါ်ထားတဲ့စိတ်နဲ့ကြားထဲမှာရင်ကြားစိလို့မရတဲ့ပြဿနာလေးတစ်ခုလိုမျိုးဖြစ်သွားခဲ့လို့ယူဆလို့ရတယ်ဒါပေမဲ့ Beckham ကအဲ Real Madrid မှာသူကစားသမားဘဝတွေအများကြီးဖြတ်တန်းတယ်တဖြည်းဖြည်းနဲ့ mature ဖြစ်တယ်ရင့်ကျက်လာတယ်တကယ်ဟိုကောင်းလေးတစ်ယောက်ကနေပြီးတကယ်ယောက်ျားရင့်မာကြီးတစ်ယောက်ရဲ့ပုံစံလိုမျိုး transform ဖြစ်လာတယ်ဒီလိုမျိုးအနေအထားမျိုးမှာတော့ Beckham ကတဖြည်းဖြည်းရင့်ကျက်လာပြီးတော့ Ferguson နဲ့နောက်ပိုင်းမှာအခုနောက်ပိုင်းမှာဆိုရင်တော့တင့်မြတ်တဲ့ဆက်ဆံရေးပြန်ရသွားပြီသူတို့နှစ်ယောက်တွေ့ရင်လည်းချစ်ခင်ပဲအခုဆိုရင်လည်းနှစ်ယောက်ကြားမှာကောင်းတဲ့ဆက်ဆံပြန်မိရသွားပြီပေါ့ကျွန်တော်ထင်ပါတယ် Beckham ကသူငယ်တုန်းကတချို့ဟာတွေကိုနားမလည်ခဲ့ပြီမဲ့သူ့ကိုဖြစ်စေချင်လို့ပြောတယ်ဆိုတာကိုနားမလည်ခဲ့ပြီမဲ့လေအခုချိန်မှာတော့သူဘယ်လိုပြောမလဲသူကိုယ်တိုင်လူကြီးတယောက်ဖြစ်လာတဲ့အနေအထားမှာတော့သူ့အပေါ်ဘာကြောင့်ဒီလိုစကားတွေပြောခဲ့လဲဆိုတာနားလည်သွားခဲ့တယ်လို့ကျွန်တော်ကယူဆတယ်ဆိုတော့ဒါ Ferguson နောက်ပိုင်းမှာဆို Beckham က PSG မှာသူလာစားမယူဘဲနဲ့သူ့လာစားကိုဒီအဖွဲ့အစည်းတွေကိုလှူပြီးတော့ဘောလုံးကိုအခမဲ့ကစားခဲ့တာတွေအဲ့လိုမျိုးလုပ်ရက်တွေအတွက်လည်း Ferguson အများကြီးချီးကျူးခဲ့တယ်ဆိုတော့ဒါကတော့ David Beckham နဲ့ Ferguson နဲ့ Sir Alex Ferguson ဂျားတွေကဒါမှတ်ရကြောက်ကစားဖြစ်ရလေလို့ပြောရမှာပေါ့ဆိုတော့ညီကိုတော့အဲ့ဒီဖြစ်ရနဲ့ပတ်သက်ပြီးတော့မှီခဲ့လားဒါမှမဟုတ်နောက်ပိုင်းမှာပြန်ကြားမိတာမရှိလားဒါမှမဟုတ်အဲ့ဒီဖြစ်ရတာမဖြစ်ခဲ့လို့ရှိရင် United မှာ David Beckham ကဘယ်လောက်နှစ်တွေအကြာကြီးတိဆက်ပြီးရှိသွားနိုင်အောင်မယ်လို့ထင်ခဲ့တယ်ကိုယ့်ရဲ့အမြင်အောက်က comment တွေမှာဆွေးနွေးပေးခဲ့လို့ရပါတယ်ကြည့်ပြညီကိုတွေအားလုံးကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ see you ပါ